hydraulic အားမလုံလောက်ရင်လေယာလုပ်ငန်းခွင်တိုင်းကခက်ခဲလာပါတယ်ဝင်များတဲ့နောက်တွဲကုန်တွေကိုမြှောက်ဖို့အားမလုံလောက်တော့အချိန်လဲပိုးကုန်ပါတယ်ဒီပြဿနာကိုဖြေရှင်းဖို့အတွက်အောင်ဆက်မှုကုမ္ပဏီရဲ့ jet တစ်စိတ်နောက်စလင်ဒါတွေရှိနေပါပြီhydraulic oil pressure ကိုအပြည့်အသုံးချပြီးမြောက်အားကိုပုံမူအားကောင်းစေပါတယ်။တက်စင်ရလွယ်ကူပြီးထွန်းစက်နဲ့အဝင်ကွင်းကြအသုံးပြုနိုင်ပါတယ်။ပိုအားကောင်းပိုမြန်ပိုတည်ငြိမ်နဲ့မတင်စွမ်းအားအောင်စက်မွန်ရဲ့ jet စိတ် hydraulic cylinder ကိုအသုံးပြုပြီးထွန်းစက်ရဲ့စွမ်းဆောင်ရည်ကိုနောက်တစ်ဆင့်မြင့်တင်လိုက်ပါရည်သွေးကောင်းမွန်အောင်ဆက်မွန်